ဆောက်ပြောင်းနေဟဲ့လားအေးမင်းငါလည်းနောက်ဆုံးတစ်ခွက်ပြပြီလူကြသေးတာတော့အားရမော်ဆွမ်းနောက်ဆုံးပြင်ညာဒီခံစားရဟဲ့ရာပြင်းတော့ပြင်းသေးတယ်မတူနဲ့သဘောပေါက်လားဟုတ်စိတ်လိုက်ပုံလဲဆိုးလိုက်ဆရာကျွန်တော်အချိန်နေသိမကောင်းပြန်မရမှာငါလေးဒီကောင်ကြည့်ဒီကောင်ကျွတ်စင်ကြီးကွာဒီကောင်ပါဝါပြင်းတယ်အဲ့တော့ငါတို့လေပါဝါမြင့်မှရမယ်ဟုတ်တယ်နော်အဲ့တော့ငါတို့လိမ့်မယ်ဟဲ့အောင်မင်းသမီးဝါဆရာရရာစဖကွာနောက်မှတစ်ဖန်ပြန်တွေ့မယ်မင်းအလဲ